ကယ်၍တင်ဟာတားရဲတိရစ္ဆာန်တွေနဲ့အလုံးလုံးရတယ်ဆိုပါစို့တကယ်တော့တားရဲတိရစ္ဆာန်တွေနဲ့အလုံးလုံးတယ်ဆိုတာကဘယ်လိုအချိန်ဘယ်လိုအခြေအနေမျိုးတွေမှာမှားယွင်းမှုတွေနဲ့ကြုံရမလဲဆိုတာကိုဘယ်သူမှသေချာမသိနိုင်ကြပါဘူးအခုဒီဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲဒီတိရစ္ဆာန်ဥယျာဉ်မှုဟာ10မိနစ်အကြာမှာအရာအလုံးပြောင်းလဲသွားတော့မယ်ဆိုတာကိုသူလုံးဝမတွက်ချက်ခဲ့မိပါဘူးအခုဆိုရင်တော့သူဟာတားရဲတိရစ္ဆာန်တွေရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေရပါပြီဒီအဖြစ်ပြက်ကတော့တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက်ကလေ့ကျင့်ပြီးသားကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပေမဲ့စက္ကန့်ပိုင်းအတွင်းမှာတားကောင်ဖြစ်လူနေပါအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတာပါဒီအဖြစ်ပြက်က Las Vegas မြို့က MGM တိရစ္ဆာန်ရုံတရုံမှာပုံမှန်ရံမျိုးမဟုတ်ဘဲနဲ့ကြုံတွေ့ခဲ့ရတာပါတဘာဝတရားကြီးကလူတွေသတ်မှတ်ထားတဲ့ခြံစည်းရိုးတွေစာချုပ်တွေဒါမှမဟုတ်လူသားတွေရဲ့မာနတွေကိုဂရုမစိုက်ဘူးဆိုတာကိုသတိရစေခဲ့တဲ့နေမျိုးလည်းဖြစ်ပါတယ်အဲ့ဒီနေ့ကကဘာလက်ခီးတဲ့တော်တော်များများကရှိုးပွဲတစ်ခုအတွက်ဒီတရိတ်ဆန်ယုံကိုလာခဲ့ကြတာပါဒါပေမဲ့လူသားတွေရဲ့တရိတ်ဆန်လောကအပေါ်လွှမ်းမိုးမှုကိုပုံမှန်ပြသနေတာမျိုးမဟုတ်ဘဲနဲ့သူတို့ဟာမတူညီတဲ့မှားယွင်းတဲ့တကယ်ဖြစ်ပျက်တစ်ခုကိုမျက်မြင်ကြုံတွေ့ခဲ့ရတာပါအဲ့ဒီအဖြစ်ပြက်ကတော့ချင်းသေးတစ်ကောင်ရဲ့တိုက်ခိုက်မှုပါအစာပိုင်းမှာတော့ပုံမှန်တိုင်းမှာပဲလေးတွဲပြင်းရည်နေပုံရတဲ့ချင်းသေးတွေဟာသူတို့ရဲ့ခြံဝန်းထဲမှာလဲလျောင်းနေပြီးတော့လူသားတွေဖန်တီးထားတဲ့တောရင်းကဘာအတူထဲမှာနေပူစားလုံနေကြပါတယ်။တရိတ်ဆန်ဂျုံတွေကိုရောက်နေကြတဲ့ပရိသတ်တွေကဓာတ်ပုံရိုက်ကြရင်ဈေးကြီးတဲ့အချိုရည်တွေတောင်းရင်းနဲ့ဒီတောင်ကြီးတွေဘလောက်တောင်အေးဆေးနေတာလဲဆိုတာကိုနောက်ပြောင်ရင်းနဲ့ကြည့်နေကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုအခြေအနေကပြောင်းလဲသွားပါတယ်။ကြည့်ရတာတော့ဒီတဲကချင်းသေးတစ်ခေါင်ကပုံမှန်အတိုင်းအလုံးလုံးနေရတာတွေမျောလင်းချက်တွေနဲ့ကောင်းကောင်းမွန်မွန်နေရတာတွေကိုတော်သိပြီလို့ဆုံးဖြတ်လိုက်ပုံရပါတယ်။မျက်စိတမိတ်အတွင်းမှာပဲထင်အောင်ထင်မှားဖြစ်နေတာတွေပျက်စီးသွားပြီးတော့လေးကျင့်ပြီးသားသားရဲလို့ခေါ်တဲ့ကောင်ကသူ့ကိုထိန်းချုပ်နေတဲ့လူကိုလှည့်စားတိုက်ခိုက်လိုက်ပါတော့တယ်။တကယ်တမ်းပြောရရင်တော့ဒါကကစားရင်းနဲ့ရုတ်တရက်ကြမ်းတမ်းသွားတာမျိုးမဟုတ်ပါဘူး။ဒါကတကယ်တိုက်ခိုက်မှုပါ။လက်သေးတွေထုတ်ပြီးတော့အလိုအလျောက်ပောက်ကွဲထွက်လာတဲ့စွမ်းအားပြည့်တိုက်ခိုက်မှုတွေဖြစ်ပါတယ်။အားလုံးရဲ့ရှေ့မှာပဲအံအားသင့်တန်တွေအော်တန်တွေနဲ့ဗယန်းပဓာတွေဖြစ်ကုန်ပါတော့တယ်။ဘာလို့လဲဆိုတော့လူသားနဲ့သားရဲကြားမှာတကယ်အတားအဆီးမရှိဘူးဆိုတာရုတ်တရက်မြင်တွေ့လိုက်ရလို့ပါ။ဘယ်တော့မှလည်းမရှိခဲ့ပါဘူး။ကံမကောင်းရှာတဲ့ဒီတရိတ်ဆန်ဥယျာဉ်မှုဟာအမားဆုံးအချိန်မှာမှားယွင်းတဲ့နေရာကိုရောက်နေခဲ့ပါတယ်။တစ်စက္ကန့်ကြာမှာတော့သူကထိန်းချုပ်နိုင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့သူကိုယ်တိုင်သားကောင်ဖြစ်သွားခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာအားလုံးကိုပြသနေတာပါ။တက်ခဏမှာတော့သူကတရိတ်ဆန်ကိုအမိန့်ပေးနေပြီးတော့နောက်တစ်ခဏမှာတော့သူကိုယ်တိုင်တော်မှအသက်ရှင်ဖို့ရုန်းကန်နေရတဲ့အခြေအနေပါ။သူ့ရဲ့အလုပ်သူ့ရဲ့လေ့ကျင့်မှုသူ့ရဲ့နှစ်ပေါင်းများစွာတေးကြုံနေဟာရိုင်းဆိုင်နဲ့မထိန်ချုပ်နိုင်တဲ့သဘာဝတရားရဲ့ရှေ့မှာအတိတ်ပဲမရှိတော့ပါဘူး။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့သူတကယ်ကိုလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ခြေထောက်တန်ရာနည်းငယ်ပဲရပြီးတော့ချုပ်ယုံနဲ့လွတ်မြောက်သွားခဲ့တာပါ။ဒါကတရိတ်ဆန်ဥယျာဉ်မှုအတွက်ကံကောင်းမှုတစ်ခုဖြစ်နိုင်ပြီးတော့သူ့ဘဝမှာသားရဲတရိတ်ဆန်တွေနဲ့နေထိုင်လောက်ကန်ရတဲ့အလုပ်ဟာအန္တရာယ်ရှိတဲ့အလုပ်တစ်ခုအဖြစ်အမြင်မှန်ကိုမြင်တွေ့သွားစေခဲ့တာပါ။